မင်္ဂလာပါဒီနေ့ကတော့ထမင်းနဲ့စားလို့ရန်ကောင်းတဲ့ဝက်နံရိုးနဲ့မြစ်ချင်လေးချက်စားဖြစ်ပါတယ်ဒါကတော့ပဝင်ပစ္စည်းလေးဖြစ်တဲ့ကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးအနှစ်ပြီးတော့မကြီးမဲဖြစ်ပါတယ်ဘာလို့မကြီးမဲထည့်ထားလဲဆိုတော့မြစ်ကပြုတ်ထားတာအရင်ကြတော့အချင်ရတာပျောက်သွားရင်ထည့်လို့ရအောင်လိုလိုမယ်မယ်ထည့်ထားတာဖြစ်ပါတယ်ဝက်နံရိုးကိုလည်းပဲဆာစနွေရဲ့ရတာမုတ်တင်နဲ့နယ်ပြီးတော့နှက်ထားတာဖြစ်ပါတယ်စီပူလာပြီဆိုတော့ကြက်သွန်ဖြူနီချိတ်ထားတာလေးကိုထည့်ပြီးတော့စီချက်တက်ပါမယ်စနွေးမုတ်လေးကတူးသွားမှာဆိုလို့ကြက်သွန်ဖြူတွေထည့်ပြီးတဲ့အချိန်မှာထည့်ပြီးတော့စီချက်တက်လိုက်တာဖြစ်ပါတယ်ကြက်သွန်ဖြူနီလေးမွေးလာပြီဆိုရင်ငရုတ်သီးအနှိပ်ကလေးကိုထည့်ပါမယ်ဝက်နံရိုးမှာလည်းပဲစီပါတဲ့အတွက်ကြောင့်မို့စီလျှော့ပြီးတော့ထည့်တာပေါ့နော်နည်းနည်းလေးတော့ကတ်သွားပါတယ်ဒါပေမဲ့အဆင်ပြေပါတယ်အခုလိုကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးလေးမွေးလာအောင်စီချက်တက်လို့ပြီးရင်တော့ဝက်နံရိုးလေးထည့်ပြီးတော့နှက်လိုက်ပါမယ်ဝက်နံရိုးရဲ့အရည်သူ့အရည်နဲ့သူထွက်လာအောင်အဖုံးလေးလည်းခဏအုပ်ထားလိုက်ပါမယ်အခုတော့သူ့အရည်လေးနဲ့သူထွက်လာပါပြီအဲ့ဒါကိုစီပြန်အောင်ခဏထပ်ပြီးတော့နှက်ထားလိုက်ပါမယ်ရှင်အခုတော့အစီပြန်သွားပြီဒါကတော့ပထမတစ်ချိန်ဖြစ်ပါတယ်အခုနူးသွားအောင်ရေလေးနည်းနည်းထည့်လိုက်မယ်ပြီးတော့နောက်ထပ်တစ်ချိန်ထပ်ပြီးတော့အစီပြန်သွားအောင်ထပ်လုပ်လိုက်ပါမယ်အခုတော့အစီပြန်လာပြီဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလေးအစီပြန်ပြီးတော့နူးအောင်3ချိန်လောက်လုပ်လိုက်ပါတယ်ပြီးသွားလို့ရှိရင်တော့အခုမြစ်လေးတွေထည့်လိုက်ပါတော့မယ်မြစ်လေးထဲကိုလည်းပဲအရသာစိတ်ဝင်အောင်ခဏလေးအဖုံးအုပ်ပြီးတော့နှက်ထားပါမယ်ဆူသွားပြီဆိုတော့အခုအရသာလေးနည်းနည်းမြည်ကြည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ရေဆန်းလို့ရအောင်ရေလေးထည့်ပါမယ်ဒါလေးဆူရင်တော့ရသွားပြီပေါ့နော်မြစ်က4-5ခေါက်လောက်ပြုတ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါထပ်ပြီးတော့မပြုတ်တော့ဘူးပေါ့နော်ဒါလေးဆူရင်ရပါပြီပြီးတော့အချင်တက်လေးနည်းလိုရင်တော့မကြီးမဲ့လေးထည့်လိုက်ပါမယ်သူကလေအချင်ထက်တော့အရင်မပြောက်သွားဘူးပေါ့နော်ဒါပေမဲ့အဲ့ကနည်းနည်းချင်တဲ့ဟာလေးစားချင်လို့မကြီးမဲ့လေးနည်းနည်းထည့်လိုက်တယ်ပြီးသားလို့ရှိရင်တော့ဆူသွားပြီဆိုရင်တော့ဒီဟာကတော့နောက်ဆုံးရလက်ဖြစ်ပါတယ်ဒါကရတာလေးမြည်ကြည့်တာတော့အရင်စစ်ပြေပြီဆိုတော့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်တဒါ